လေနီကိုသူစတင်တီထွင်ခဲ့တာလေဒီချောင်းလမ်းပေါ်တွေရောဘသူရင်စရောက်ခဲ့တာဒီနေ့မှာတော့လေရင်တီထွင်ခဲ့တဲ့သူတွေရဲ့အကြောင်းကိုပြပြပေးသွားမယ်ဖြစ်ပါတယ်လေရင်ကိုတီထွင်ခဲ့တော့သူများမှာဘိုင်းညီကိုဦးလည်းဖြစ်ပါတယ်သူတို့တွေကအမေရိကန်လူမျိုးဖြစ်ပြီးတော့မှသူရဲ့နာမည်ကတော့ copyright နဲ့ Viva White ညီကိုနှစ်ယောက်တို့ဖြစ်ပါတယ် copyright နဲ့ Viva White တို့က19ရာစုအလယ်ပိုင်းမှာမူးဖွားပြီးတော့မှစိုက်ပစ္စည်းတွေတူရှင်နာကြိုက်တဲ့ညီကိုနှစ်ယောက်လည်းဖြစ်ပါတယ်သူတို့ရဲ့ပထမဆုံးလုပ်ငန်းကတော့စပီးပြေလုပ်ငန်းတစ်ခုဒီတွေ့ကြုံကသူတို့ကိုလေရင်တီထွင်မှုအတွက်အလွန်ကြီးကြီးခဲ့ပါတယ်1903ခုနှစ်မှာသူတို့က flyer လေရင်နဲ့ပထမဆုံးအောင်မြင်တဲ့ပြန်တမ်းမှုကိုလုပ်နိုင်ခဲ့ပါတယ်အဲဒီနေ့မှာတော့ OB ကပထမဆုံး CV ပြန်တန်းချိန်7စက္ကန့်ကြာပြီးတော့မှအကွာအဝေးအဖြစ်36မီတာလောက်အဲဒီနေ့ကတော့ PD Hall မြောက်ကာရိုလိုင်းနာပြည်နယ်မှာဖြစ်ပါတယ်သူတို့ရဲ့တီထွင်မှုတွေကြောင့်ယနေ့ခေတ်မှာဆိုလို့ရှိရင်ဒီနေ့ချင်းနိုင်ငံအသီးသီးကိုခီးသွားနိုင်နေပြီလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ bike ညီကိုနှစ်ဦးကိုဒီကြောင့်သမိုင်းထဲမှာမမေ့နိုင်တဲ့သူတွေဆိုမလွဲပါဘူးဒီကျေးဇူးတွေကြောင့်တို့ရဲ့နိုင်ငံတကာကိုခီးတွေသွားနိုင်နေပါတယ်